တိုင်းနိုင်ငံများအတွက်ဆုတောင်းခြင်းပြည်ရူးနိုင်ငံအတွက်ဆုတောင်းပါရှင်ယောဟန်ခရစ်ဝင်အခန်းကြီး3အငယ်9မှ9ယေရှုကလည်းရေနှင့်ဝိညာဉ်တော်မမွေးသောသူမည်သည်ကဖျားသခင်ဤနိုင်ငံတော်သို့မဝင်ရဟုငါအမှန်အကန်ဆို၏ဇာတိပဂတိမွေးသောအရာသည်ဇာတိပဂတိဖြစ်၏ဝိညာဉ်တော်မွေးသောအရာသည်ဝိညာဉ်ဖြစ်၏ဒုတိယမွေးခြင်းကိုခံရမည်ဟုငါဟောပြောသည်ကိုအံ့ဩခြင်းမရှိနှင့်အာမင်ဆုတောင်းကြပါစို့ချစ်လှစွာသောဘုရားရှင်ပြည်ရူးနိုင်ငံအတွက်ဆုတောင်းလျက်ထိုနိုင်ငံ၏အပြည့်အလုံးစုံတို့ကိုဝင်ချတောင်းပန်ပါ၏နိုင်ငံသားများသည်ဇာတိပဂတိနှင့်ဝိညာဉ်ပဂတိကိုခွဲခြားသိသောကောင်းခြင်းနှင့်ပြေဝစေပါပါဒုတိယမွေးခြင်းကိုခံရန်ဝိညာဉ်တော်ဤတို့ထိခြင်းခံရစေတော်မူပါအသင်းတော်သည်ဝိညာဉ်တော်ဤဗိသိက်ခြင်းစုကျေးဇူးနှင့်ပြေဝ၍သင်းတော်ဤဆရာတော်သည်ကိုယ်တိုင်အနာငြိမ်းခြင်းစုကျေးဇူးရရှိ၍သူတစ်ပါးအတွက်ပြန်လည်အမှုတော်ဆောင်နိုင်ရန်သခင်ယေရှုနာမ၌ဆုတောင်းပါ၏အာမင်